Okay ဒီနေ့ပြပြမှာကတော့ chromosome gene DNA အကြောင်းဖြစ်ပါတယ်။ဆိုတော့အရင်ဆုံးဒီ structure လေးကိုအရင်ကြည့်မယ်ပေါ့နော်။ပထမဆုံးဒီမှာ cell လေးတစ်လုံးရှိတယ်။အဲ့ထဲမှာ nucleus လေးရှိရပေါ့နော်။အဲ့တော့လူတွေမှာဆိုရင် normal cell ဆိုရင်46ခု chromosome စီပါမယ်။ဒါမှတစ်ခုကိုယူကြည့်မယ်။အဲ့ဒီတစ်ခုထဲမှာ chromosome စီကိုသူကအခုဒီ structure လေးရှိရပေါ့နော်။ဒါဒီ DNA ဖြစ်တယ်ပေါ့နော်။အဲ့ DNA structure ကို histone ဆိုတဲ့ protein လေးတွေကနေပြီးတော့ဆက်ထားပေးတယ်။ histone ဆိုတဲ့ protein လေးတွေနဲ့ပါပြရပေါ့နော်အဲ့ဒီ DNA ထဲမှာဘာကြီးဆက်ပါလဲဆိုရင် genes လေးတွေပါတယ်အခုဒီဟာလေးတစ်ကွက်ဆို genes တစ်ကွက်လို့ပြောလို့ရတယ်ပေါ့နော် genes ထဲမှာပါတယ်ဒီကောင်လေးတစ်ခုစီကို nucleotide လို့ခေါ်လိုက်တယ်ဒီမှာလေးရေးပေးထားပါတယ် nucleotide လို့ခေါ်ရပေါ့နော်အဲ့ nucleotide လေးကိုအသေးစိတ်ပြင်သွားကြည့်မယ်ဆိုရင်သူ့မှာဒီအလယ်ကနေပြီးတော့ sugar ဆိုတဲ့ဟာပါတယ်အဲ့ DNA မှာဆိုရင် deoxyribose sugar ပါတယ် RNA မှာဆိုရင် ribose sugar ပါတယ်ပေါ့နော်အဲ့ sugar ချင်းမတူတော့ဘူးအဲ့ဒီမှာမှ sugar ပြင်ဒီဘက်ပြင်မှာ backbone ဆိုတဲ့ sugar phosphate backbone လေးပါတယ်ဒီဘက်ပြင်မှာ nitrogenous base လေးပါတယ်ပေါ့နော်အဲဒီ base ကမှ၄ခုအရောင်ကွဲသွားမယ် ACGT ဆိုပြီးတော့ပေါ့နော်အဲဒီကြားထဲအကောင်လေးတွေကဗာလေးစနဲ့ဆက်ထားလဲဆိုရင် hydrogen bond ဆေးတွေနဲ့ဆက်ထားဖြစ်ပါတယ် DNA ရဲ့ base မှာအခုဒီထဲမှာလည်းပြထားတယ် A adenine T thymine C cytosine G guanine လို့ပြောပါတယ်ဆိုတော့သူ့ရဲ့ဆက်တာတွေကတော့ A က T နဲ့အမြဲတမ်းဆက်တယ် C က G နဲ့ဆက်တယ်ပေါ့နော်အဲ့ဒါကို base pairing rules လို့လည်းခေါ်တယ်ပေါ့နော်ဆိုတော့ဒီ code sequence တွေကမတူဘူးဆိုလို့ရှိရင်သူက variation တွေဖြစ်သွားနိုင်တယ် mutation တွေဖြစ်သွားနိုင်တယ်ပေါ့နော် RNA မှာဆိုလို့ရှိရင်ခုနကပြော ribonucleic ဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာဆက်ထားတဲ့ sugar က ribose sugar ဖြစ်တယ်သူက single stranded ဆိုတဲ့ကြောင်းနဲ့ဖြစ်တယ်ပေါ့နော် DNA က double helix ဆိုတာဒီလိုမျိုးနှစ်ကြောင်းကိုအဲ့လိုလေးဆက်ထားဖြစ်တယ်ပေါ့နော်ဒါတွေအားလုံးတူပေမဲ့သူ့မှာပါတဲ့ nitrogenous base တွေမှာတစ်ခုကွဲသွားမယ်ပေါ့နော် A ရဲ့သူ့မှာ thymine ရှိရမယ့်ကောင်မှာ U ရဲ့ uracil အဲ့ကျန်တဲ့ကောင်တွေကအတူတူပဲပေါ့နော်cytosine guanine ပေါ့နော် DNA replication ဖြစ်တယ်ဆိုတာက mitosis meiosis နှစ်ခုလုံးပွားခံနေကြရဲ့အရှိဆုံးမှာ DNA replication ဖြစ်ကြရပေါ့နော် cell တစ်လုံးထဲမှာ46 chromosome ပါရာကနေပြီးတော့62 chromosome စီရောက်သွားအောင်လို့ double ဖြစ်သွားအောင် duplicate လုပ်လိုက်တဲ့လိုမျိုးပဲဖြစ်ကြရပေါ့နော်ဆိုတော့အဲ့လိုဖြစ်တဲ့အချိန်မှာဒီ chromosome တွေရဲ့ DNA မှာဘယ်လိုစဖြစ်လဲဆိုရင်ဟို DNA မှာ2 strands ရှိရဲ့ဒီလိုချောင်းတစ်ချောင်းရှိမယ်အဲ့ဒါကနေပြီးတော့ hydrogen bond တွေကိုဖြတ်တဲ့ enzymes တွေရှိမယ်ပေါ့အဲ့ဒီ enzymes တွေကနေဖြတ်လိုက်ပြီးတော့ဒီကကောင်ကို unzip လုပ်လိုက်တယ်လို့ခေါ်တယ်ပေါ့နော်နှစ်ဖက်ကွဲသွားတယ်အဲ့တော့ဒီနှစ်ကြောင်းကွဲသွားပြီဆိုရင်ဘာစားလုံးမလဲဆို primase enzyme ဆိုရဲ enzyme နာမည်ပေါ့နော်အဲ့ဒီ primase enzyme လေးတွေကသူ့ရဲ့ step point တွေကိုသွားရှာမယ် step point ဆိုတာက A တွေခုနကပြောရဲ ATCG ကဒီလိုအစင်လိုက်လည်းဖြစ်ချင်မှာဖြစ်မှာပေါ့နော်သူက C ကစပြီးတော့ CTAG နဲ့သွားရင်သွားမယ်သူသွားချင်တဲ့ order line တိုင်းသွားမယ်ပေါ့နော်ဒါပေမဲ့ကိုရီက RNA မှာဘယ်ကနေစပြီးတော့ primer ခေါ်မလဲဆိုတာကိုသူ့ရဲ့ primer လေးကသွားရှာပြီးတော့အခုဒီမှာ A စမယ်ဆို A ကိုသွားရှာပြီး A မှာစပြီးတော့ starting point လေးမှတ်လိုက်ဆိုလို့ရှိရင် DNA polymerase တွေကအခုဒီမှာရှိနေတဲ့ကောင်ကို new strands အနေနဲ့လိုက်တယ်ပေါ့နော်အဲ့တော့ဖြစ်တဲ့နေရာမှာသတိထားရမယ့်ကောင်လေးရှိတယ်အခုပုံမှန်အားဖြင့်ATCG ရှိရပဲထားပါတော့အဲ့တော့ဒီမှာဆိုရင် new strand လုပ်မယ်ဆိုဘယ်လိုကောင်ဖြစ်မလဲ A နဲ့ဆက်တဲ့ကောင်ဒီ T အမြဲတမ်းဆက်တယ်လို့ပြောတယ် T နဲ့ဆက်ကဒီ A အမြဲတမ်းဆက်တယ် C နဲ့ဆက်တာဒီ G ရှိမယ် G နဲ့ဆက်တာဒီ C ဖြစ်မယ်ပေါ့နော်အဲ့လိုလေ strand ကိုလုပ်လိုက်ရမယ်ပေါ့အဲ့လို strand ကိုအသစ်လုပ်ပြီးသွားပြီဆိုရင် strand ရလာတဲ့နှစ်ခုကဒီသူ့ကိုပေါ့နော် complementary strand လို့ခေါ်ပြီးတော့ normal ရှိတဲ့ကောင်ဒီ template strand လို့ခေါ်လိုက်တယ်ပေါ့နော်ခေါ်တယ် original နဲ့ new strand နဲ့ပေါင်းထားတဲ့ကောင်ကိုဒီ semi conservative လို့ခေါ်လိုက်တယ်ပေါ့နော်ဒီလိုလေးနှစ်ခုရသွားမယ်ပေါ့နော်ခုနလို replicate ဖြစ်သွားပြီးနှစ်ခုလဲထွက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲ့ဆက်ပြီးတော့ PMAT လို့ခေါ်တဲ့ prophase ရဲ့ metaphase ရဲ့ anaphase ရဲ့ telophase ရဲ့သွားမယ်ပေါ့နော် DNA replication ကသူ့ရဲ့အစမှာရှိတဲ့ interphase ဆိုတဲ့ကောင်လေးမှာဖြစ်တာဖြစ်ပါတယ် interphase ထဲမှာပါတယ်ပေါ့နော် prophase မှာဘာဖြစ်မလဲဆိုရင်ဒီ chromatic လေးတွေက condense ပို့ပြီးတော့ဒီ chromosomes အနေနဲ့ condense ဖြစ်သွားမယ် nuclear membrane တွေ stretch out ဖြစ်လာမယ် metaphase မှာတော့သူကဒီ equator နေရာမှာ line up ဖြစ်ပြီးသွားပြီဆို spindle fiber လေးတွေကဒီအလေက centromere နဲ့ချိတ်ထားမယ်ပေါ့နော် anaphase ရောက်ပြီဆိုရင်တော့ spindle fibers လေးတွေကသူ့ကိုတရွေ့တိုးသွားပြီးတော့တစ်ဖက်ချင်းစီကိုဆွဲလိုက်မယ်ပေါ့နော် opposite pole တွေကိုဆွဲလိုက်မယ် telophase ရောက်သွားပြီဆိုရင်ဒီ nucleus နှစ်ခုပေါ်လာပြီးတော့ membrane နှစ်ခုနဲ့ဆွဲခွာလိုက်မယ်ပေါ့နော်အဲ nucleus နှစ်ခုကို꿰ရကောင် mitosis လို့ခေါ်တယ်နောက်တစ်ခုဒါပြီးသွားပြီဆိုရင်ဒီ telophase ပြီးသွားပြီဆိုရင် cytokinesis ထပ်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးကဘာပြောရလဲ cytoplasm နှစ်ခုခွဲပြီးတော့လုံးဝ daughter cells နှစ်ခုလို့တည်တံ့ကြီးဖြစ်သွားအောင်လို့ခွဲလိုက်တဲ့ကောင်ကို cytokinesis လို့ခေါ်တယ်ပေါ့နော်
process က transcription ကပထမဆုံးဖြစ်တယ် translation ကဒုတိယတစ်ခါဖြစ်တယ်ပေါ့နော်အဲ့တော့ transcription ကဘာလုပ်တာလဲဆိုတော့ mRNA လုပ်တာဖြစ်ပါတယ် translation ကကျတော့ mRNA ကိုဒီ ribosome နဲ့ပေါင်းပြီးသွားပြီဆိုရင်သူကထုတ်ချင်တဲ့ amino acid ထုတ်တာပေါ့နော် protein သွားထုတ်တာဖြစ်ပါတယ်ဆိုတော့ဒီနှစ်ခုမှာ transcription ကိုအရင်စဖြစ်တဲ့အတွက်ကြောင့်မို့သူ့အရင်စကြည့်မယ်ပေါ့နော်ဒါခုနကဆွဲထားတဲ့အတိုင်းလေးပဲဒီ cell ထဲမှာ nucleus ပါမယ်ထဲမှာ chromosome တွေရှိမယ် chromosome တွေကို histone protein လေးတွေနဲ့ဆက်ပြီးတော့လို့ဆွဲထားတယ်အဲ့မှာ DNA မှာ 2 strand ရှိမယ်အဲ့ 2 strand ထဲမှာဒီမှာရှိနေတဲ့ segment ကို genes လေးလို့ခေါ်တယ်အဲ့ genes လေးတွေထဲမှာ nucleotide လေးတွေနဲ့လုပ်ထားတယ်ပေါ့genes မှာ switch on နဲ့ switch off ရှိရပေါ့နော်အဲ့ဒါလေးအဓိကအရင်သိရမယ်ဥပမာ liver ထဲကိုရောက်နေမယ် cells တစ်လုံးနဲ့က gene ကအဲ့ဒီ gene ဒီ chromosomes ကပေါ့နော်သူ့မှာရှိနေတဲ့ liver နဲ့သက်ဆိုင်တဲ့ gene ကပဲ switch on ဖြစ်ပြီးတော့ကျန်တဲ့ကောင်တွေက switch off ဖြစ်နေမယ်ကျန်တဲ့ကောင်တွေက switch on မ switch off ဖြစ်နေရဆိုတာကအလုံးမလုံးဘူးလို့ပြောချင်တာပေါ့နော်အဲ့ဒီမှာ chromosome မှာပါနေတဲ့ genes တွေကအများကြီးရှိတယ် right အဲ့မှာသက်ဆိုင်ရာနေရာအများကြီးရှိမယ် liver ထဲမှာဆို liver ကောင်ကပဲ switch on ဖြစ်ပြီးအလုံးလုံးမယ်ကျန်တဲ့ကောင်တွေအလုံးမလုံးဘူးကဲအိုင်းမှာဆိုအိုင်းကကောင်မဲ့အလုပ်လုပ်မယ်ကျန်တဲ့ကောင်နဲ့ switch off ဖြစ်နေဆိုတော့အလုပ်မလုပ်ဘူးအဲ့လိုတွေသွားတာပေါ့နော်အဲ့လိုပဲ switch on တစ်ခုဖြစ်သွားပြီဆိုရင်အဲ့ switch on ဖြစ်တဲ့နေရာဒီ genes တစ်ခုလုံးအလုပ်မလုပ်ပဲနဲ့ဟိုဒီနေရာလေးက switch on ဖြစ်ပြီးဒီနေရာကိုအလုပ်လုပ်ရရမယ်ဒီကနေ protein ထုတ်ရရမယ်ဆိုရင်ဒီနေရာလေးကိုပဲသွားပြီးတော့mRNA သွားထုတ်မယ်ပေါ့နော်ဒီအခါကျလို့ရှိရင် RNA polymerase ကနေပြီးတော့ဒီ enzymes တွေပေါ့နော်ဒီ enzymes တွေကသူ့ရဲ့ starting point ကိုခုနလိုပြန်ရှာတယ်ရှာပြီးသွားပြီဆိုအဲ့မှာ attach လုပ်လိုက်တယ် attach လုပ်ပြီးသွားပြီဆိုရင်အဲ့မှာ transcription process ဆောက်ဖြစ်တယ်ပေါ့နော်အဲ့ခုနလိုမျိုးပဲ A ဆိုရင်နောက်မှာ T ထည့်တယ်သူ့မှာ T မရှိတော့ဘာထည့်မလဲဆို U ထည့်မယ်ပေါ့နော်အဲ့လိုမျိုးပဲဒီမှာဆက်သွားမယ်အဲ့ရနေပြီးနောက်ဆုံး messenger RNA ဆိုပြီးတော့ရသွားတယ်အဲ့ဒါကို mRNA လို့ခေါ်လိုက်ပါတယ်အဲ့ mRNA လေးကတကြောင်ပဲရမယ်ပေါ့နော်သူကဒီတစ်ဖက်မှာပဲသွားလုပ်တာပါနှစ်ဖက်လုံးမှာအလုံးမလုပ်ဘူးတစ်ဖက်မှာပဲလုပ်တယ်ပေါ့နော်တစ်ဖက်မှာပဲလုပ်ပြီးတော့ဒီတစ်ခုပဲထွက်လာတယ်ထွက်လာတဲ့ကောင်လေးကိုဗာဆက်လုပ်မလဲဆိုရင် translation process နဲ့ထဲထဲမှာဖြစ်ထားတဲ့ mRNA လေးကို nucleus အပြင်ထုတ်မယ် cells တစ်လုံးရှိတယ်အဲ့ထဲမှာ nucleus ရဲ့အပြင်ထုတ်ပြီးသွားရင် cytoplasm ရောက်ပြီ cytoplasm မှာအမှာဘေးမှာ ribosomes တွေER တွေနောက်ဒီ rough ER တို့ပါရှိမယ်ပေါ့နော်အဲ့ကောင်လေးထဲမှာ ribosome လေးကိုသူ့ရဲ့ mRNA strand ကသွားကတ်မယ်ပေါ့နော် cytoplasm ထဲက ribosome နဲ့သွားကတ်ပြီးတော့ translation process ဖြစ်မယ်ဒီကဘာအဓိပ္ပာယ်လဲဆို transfer RNA လို့ပြောတာဖြစ်ပါတယ်အဲ့ transfer RNA ကဒီလိုပုံစံလေးရှိတယ်ပေါ့နော်သူက triplet code လို့ပြောရဲအဲ့ triplet code ဆိုတော့သူက code က3ခုပဲရှိရပါတော့ ATC ဒါမှမဟုတ်ရင် ACG အဲ့လိုပဲလာမယ်ပေါ့နော်အပေါ်မှာဒီကောင်လေးက amino acid ဖြစ်ပါတယ်base 3ခုရှိပြီးတော့ amino acid တစ်ခုရှိတယ်အဲ့ဒါကိုဒီ tRNA လို့ခေါ်လိုက်တယ်ပေါ့နော်ကောင်လေးတွေကိုတစ်ခုချင်းစီဆက်ပြီးတော့တော့ပိုင်းမိမယ်ပေါ့နော်ကြိဒီမှာခုနပြောတဲ့အတိုင်းပဲ AUG ရှိမယ်ဆိုရင်ဒီဘက်မှာသူပိုင်းမိမဲ့ကောင်လေးပေါင်းမိမဲ့ကောင်လေးထပ်ရှိမယ်ပေါင်းမိသွားပြီဆိုရင်သူကတစ်ခါ3ခုတစ်ခါပေါင်းလို့ရှိရင် amino acid တစ်ခါထွက်တယ်အဲ့ဒီတစ်ခုကနေပြီးတော့အဲ့နောက်တစ်ခုထပ်ပေါင်းဆို amino acid တစ်ခုအဲ့လိုလေးဆက်လိုက်ဆွဲကတ်သွားမယ်ကိုပြန်ပြီးတော့ကွေးပြီးတော့သူက protein တစ်ခုလိုချင်တဲ့ protein တစ်ခုထပ်ထုတ်ပေးရတယ်ပေါ့နော် DNA က deoxyribonucleic acid ဖြစ်ပြီးတော့ deoxyribonucleic acid ဖြစ်တယ် double stranded single stranded ဖြစ်တယ်သူမှာပါတဲ့ sugar က deoxyribose sugar ဖြစ်ပြီးတော့ဒီမှာပါတဲ့ sugar က ribose sugar ဖြစ်တယ်ပေါ့နော် base ကကျတော့ ATCG ရှိမယ်ဟိုဘက်က RNA base က AUCG ရှိမယ်နောက်သူကသူ့ရဲ့အဓိက function က genetic information store ထား RNA ရဲ့ function ကcytoplasm မှာလုပ်ပြီးတော့ protein synthesis လုပ်ပြီးတယ်ပေါ့နော် DNA က long and stable molecule ဖြစ်ပြီးတော့ RNA က short ဖြစ်တယ် short ဖြစ်တဲ့အပြင်ကိုဒါ less stable ဖြစ်တယ်ပေါ့နော် inheritance လေးမှာဆိုလို့ရှိရင် cells တစ်လုံးထဲမှာဒီ homologous pairs နှစ်ခုရှိရ right အဲ့ homologous pairs နှစ်ခုရှိရခါမှာ genes တွေတူပြီးတော့ allele မတူတာမျိုးပေါ့နော်ဆိုတော့ allele မတူဘူးဆိုတော့ဒီမှာ genesကုတ်ရှိမယ်။မှာဒါ chromosome နှစ်ခုပေါ့နော်။အဲ့တော့ဒီမှာယူလိုက်ပြီဆိုဒီကကောင်လေးကလည်းဒီ ice အကြောင်းပြောတာပဲ။နောက်ဒီနာကကောင်လေးကလည်းအဲ့ ice အကြောင်းပြောတာပဲ။ဟုတ်တူသွားပြီ။ဒါပေမဲ့သူ့ရဲ့အမေကလာရတာအမေကလာရလို့ပြောကြည့်မယ်ပေါ့နော်။ဒါကအဖေကလာရပေါ့။ဆိုတော့အမေကလာတဲ့ ice လေးက brown ဖြစ်နေမယ်ဒီဘက်မှာ black ဖြစ်နေမယ်ဆိုလို့ရှိရင်ထွက်လာတဲ့ ice color ကဘာဖြစ်သွားမလဲပေါ့အဲ့ဒီကောင်ဒီ ice တူရယ်ဆိုတာဒီဒါဒီ gene တူတယ်လို့ပြောပြီးတော့ဒီမှာ color မတူဘူး change သွားပြီဆိုတာဒီဒါဒီ allele လို့ပြောလို့ရတယ်ပေါ့နော် dominant နဲ့ recessive codominant ဆိုပြီး၃မျိုးရှိတယ် dominant ကကြတော့ဥပမာအားဖြင့်ကိုက T ရဲ့ J ကိုထောလို့ပြောမယ်T
အသေးကောင်လေးကိုဒီ short ပေါ့နော် short လို့ပြောလိုက်မယ်ဒါ recessive ဒါဒီ dominant ဒါဒီ recessive dominant ဆိုတော့ဥမာအဖြစ်လူတစ်ယောက်မှာထီအကြီးထီအသေးရှိရဆိုရင်ဒါဘာဖြစ်မလဲပေါ့ထောဖြစ်သွားမယ်ဘာလို့ထောဖြစ်တာလဲဆိုတော့ဒီထီအကြီးက dominant လောက်ထားတာဖုံးလွှမ်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့ထီအသေးဘလောက်ပဲပါထီအကြီးပါတဲ့အတွက်ကြောင့်မို့ဒီလူကထောဖြစ်နေမယ်ထီအကြီးဆိုလို့ရှိရင်ရောထောပဲဖြစ်မယ်ပေါ့နော်ထီအကြီးပါတယ်ဆိုတော့ဒါပေမဲ့ထီအသေးနှလုံးဖြစ်သွားပြီဆိုလို့ရှိရင်တော့ဒါထီအကြီး dominant မပါတော့ recessive နှလုံးဖြစ်တဲ့အတွက်ကြောင့်မို့ short အနေနဲ့ဒီပူလေးထွက်လာမယ်ပေါ့နော်ခို dominant ကြတော့မှအဖြစ်ထီအသေးတော့ဟုတ်ပါရဲ့သူ့ရဲ့ဒီမှာတော့မရှိဘူးပေါ့နော်ထောနဲ့ short မှာတော့ခို dominant မရှိနိုင်ဘူးပေါ့နော်ဒါပေမဲ့ short နေရာမှာဥမာအဖြစ် AB သွေးပေါ့ A ကတစ်ခု B ကတစ်ခုပေါ့အဲ့ဒီမှာမှအခု AB သွေးနှစ်ခုလုံးပါလာပြီဆိုလို့ရှိရင်ဒါ AB ကdominant ဖြစ်သွားတယ်လို့ပြောလို့ရတယ်။ A ရော B ရော dominant ဖြစ်တဲ့အတွက်ကြောင့်မို့ခဏကိုသွေးမှာ A ရော B ရောပါတဲ့ဟာကိုပြနေတာပေါ့နော်။ type ဆိုတာကကြတော့ကိုကအခုဒီမျက်စိနဲ့မြင်လို့ရတာဥမာ tall တို့ short တို့ဆိုရင်မျက်စိနဲ့ observe လုပ်လို့ရတဲ့ကောင်တွေကို phenotype လို့ခေါ်တယ်ပေါ့နော်။ genotype မှာကျတော့နှစ်ခုထပ်ခွဲတယ်ပေါ့နော် homozygous နဲ့ heterozygous ဒီကို genotype ဆိုတာဘာကိုပြောရလဲအဲ့တော့ခုနကပြောရ phenotype က observe လုပ်လို့ရတယ် tall တို့ short တို့ကိုကမြင်ပြီးတော့ဒါဒီ tall ဆိုလို့ရှိရင်သူ့စီမှာထီအကြီးပါတယ်ဆိုတာသိလို့ရတယ်ဒါ short ဆိုလို့ရှိရင်တော့ဒါတီအသေးနှစ်ခုပါသွားပြီဒါမှမဟုတ်တီအသေးပါတယ်ဆိုတာသိလို့ရတယ်ပေါ့အဲ့တော့ဒါမဲ့ဒီလူမှာ tall ဖြစ်တိုင်း tall ဆိုတဲ့ result ကထီအသေးနှစ်ခုပါတာရယ်ထီအကြီးနှစ်ခုပါတာဖြစ်နိုင်တယ်အဲ့တော့သူ့ရဲ့ results က possibility ကနှစ်ခုဖြစ်သွားနိုင်တယ် possibility နှစ်ခုကြားထဲမှာမှသူကဘာလဲဆိုတာကိုသိဖို့အတွက် genotype ကိုသွားကြည့်ရတယ်ဒါဒီ genotype ပဲokay အဲ့ထီကြီးဆိုရင်တစ်ခုလုံးက dominant ကြီးဖြစ်နေတာဒီမှာလည်းတီအသေးဆိုလို့ရှိရင်ဒါ homozygous ပဲတူနေတဲ့ကောင်ဆိုလို့ရှိရင်ဒါ parent gene တွေက same ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ကို homo လို့ပြောရဲ hetero ကြတော့တီအကြီးနဲ့တီအသေးနှစ်ခုပါနေတာမတူတဲ့ gene နှစ်ခုပါနေတာအဲ့ဒါဆိုရင် hetero လို့ပြောရဲပေါ့နော် okay genetic diagram ကိုပြောမယ်ဆိုလို့ရှိရင်သူ့မှာပေါ့နော်နှစ်မျိုးဆွဲခိုင်းတာရှိရယ် table နဲ့ရယ် mono hybrid လို့ပြောရပေါ့နော် mono hybrid ဆိုတာကကြတော့ဒီလိုပုံစံလေးဆွဲရတာဖြစ်တယ်ပေါ့နော်ဒီနေ့ဒါလေးရင်တော့ကြည့်မယ်ပေါ့နော် T အကြီးနဲ့ T အသေးအဲ့တော့သူကလေအများစုအဖြစ် A ဆိုရင် A အကြီး A အသေးကကွဲပြားတယ်အဲ့လိုရေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ L တို့ပါဆိုရင် L အကြီးကိုဒီလိုရေး L သေးလည်းဒီလိုရေးလေးရှိတော့အဲ့ဒါမျိုးဆိုပေးမသုံးပေါ့နော်အဲ့တော့ X ဆိုလို့ရှိရင်လည်းအဲ့လိုပဲပေးမသုံးပေါ့နော်အဲ့လိုမျိုးတိတိတသာကွဲပြားတဲ့ကောင်လေးတွေသုံးလို့ရှိရင်အမှတ်ရတယ်ပေါ့နော်ဒါတွေဆိုအမှတ်မရပါဘူးအဲ့တော့ဒီလိုကောင်လေးတွေပဲသုံးပေးမယ်အခုဒီမှာဆိုလဲတီသုံးထားတယ်နှစ်ခုလုံးကမတူဘူးပေါ့နော်အဲ့လိုလေးသုံးမယ်ပေါ့အဲ့တော့အများ capital letter အကြီးနဲ့ရေးတယ်ဆိုရင် dominant လို့ပြောရဲ small letter နဲ့ရေးမယ်ဆိုရင် recessive လို့ပြောရဲပေါ့နော်ဆိုဒီမှာဆိုရင် parent genotype ရှိရဲအရင်ဆုံး parent genotype ကိုအရင်ရေးပေးရရဲအဲ့မှာမှသူမှာ T အကြီးဆိုရင်ဒါဒီ dominant ကိုမှနှစ်ခုလုံး dominant ဖြစ်နေရဲဒါဆို recessive ဖြစ်တယ်ပေါ့နော်နောက်သူ့ရဲ့ gametes ကိုရေးပေးရတယ်ဒါတွေဆိုပေးထားလေးရှိရပေါ့နော်ဒါကိုပြန်ကြည့်ပြီးရေးလို့ရတယ်အဲ့တော့gametes ရှိရ gametes ဆိုလို့ရှိရင်ဒါ T အကြီး T အသေးအဲ့ offspring ဆိုရင် T အကြီး T အသေးရမယ်ပေါင်းထားရဒီဟာပေါင်းထားရဒီဟာပေါင်းနိုင်ဒီဟာပေါင်းနိုင်ဘေးဟာပဲပေါင်း T အကြီး T အသေးပဲရမယ်ပေါ့နော်အဲ့ကြောင့်မို့သူရဲ့ offspring genotype ပြီးသွားပြီဆို offspring ရဲ့ဘာလုပ်ရမလဲဆိုတော့ phenotype ကိုသွားကြည့်ပြရတယ် phenotype က T အကြီးဟာများနေရဖြစ်တဲ့ကြောင့်မို့ dominant အကြီးကိုက tall လို့ထားရတဲ့အတွက်ကြောင့်မို့ဒါဒီ tall 100% ဖြစ်ပါတယ်လို့ပြောလို့ရတယ်ပေါ့နော် why expected ratios and actual ratios are different ပေါ့နော်အဲ့ expected ratio ဆိုတာအခုတော့ကိုကတွက်လိုက်တာတော့ 100% ဒါမှမဟုတ်တချို့တွေကြားလို့ရှိရင် 50% အဲ့လိုဖြစ်နိုင်တယ်လို့တွက်လိုက်ပေမဲ့ဒါပေမဲ့ကလေးမှာကအဲ့လိုမပေါ်လာဘူးဆိုလို့ရှိရင်ဘာဖြစ်လို့လဲဆိုတော့ fertilization ဆိုရဲခုနကလိုအမေနဲ့အဖေနဲ့ပေါင်းထားတဲ့အခါမှာrandom ဖြစ်တာပေါ့နော်နောက်တစ်ခုက small numbers of offspring ဆိုတာကအခုဒီမှာရလာတဲ့ကလေးကကိုထွက်ထားတာက100% မှာအယောက်100မှာတယောက်ကblack ဖြစ်နိုင်တယ်လို့အယောက်30က black ဖြစ်နိုင်တယ်လို့ဆိုလို့ရှိရင်မွေးလိုက်တဲ့ကလေးကအရေးအတွက်ကအခုမှ3ယောက်ပဲရှိသေးတယ်အယောက်100ပြည့်ဖို့အများကြီးလိုသေးတယ်အဲ့အတွက်ကြောင့်မို့အခုဒီ10ယောက်ထဲက black မရအောင်ဆိုလို့ရှိရင်ဒါပြည့်သွားပြောလို့မရဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုမွေးထားတဲ့ကလေးကလည်းနည်းနေတဲ့ပမာဏကြောင့်ဒီအရေးအတွက်နဲ့တွားပြီးတော့ calculation နဲ့မကိုက်တာဖြစ်နိုင်နေပေါ့နော်
ဒီမှာဆိုရင် discontinuous variation နဲ့ continuous variation ရှိရပေါ့နော် sure discontinuous variation က phenotype တစ်ခုပဲရှိရ continuous variation က range of phenotype ရှိရအခုနပြောလို့ phenotype နဲ့ genotype ကလေ phenotype ဆိုတာကကြတော့ခန္ဓာကိုယ်မှာမြင်နေရတဲ့ကောင်ခွဲခြားလို့ရတဲ့ကောင် phenotype လို့ခေါ်ရယ် genotype က genes ထဲမှာရှိနေရပါတော့ example အဖြစ် height ဆိုလို့ရှိရင်အရက်ကလေငငယ်ထဲကဒီလောက်ပဲကြီးလာမယ်ဆိုကြီးလာမယ်ဒါပေမဲ့သူ့မှာ factors တွေအများကြီးရှိတယ်ပေါ့ vitamins တွေတောက်တာဖြစ်ပါစေနွားနိုးတွေတောက်တာဖြစ်ပါစေသူမှမဟုတ် exercise တွေလုပ်တာဖြစ်ပါစေပေါ့နော်အဲ့လိုအဖြစ် height ကပို့ပြီးတော့ရှည်လာနိုင်တယ်သူ့ရဲ့ genes ရဲ့သတ်မှတ်ထားတဲ့ပုံစံထက်ပိုရှည်လာနိုင်သေးရပေါ့နော် skin color ကြတော့လေနေတဲ့ environment ပေါ်မှာသက်ဆိုင်သွားတယ်ပေါ့နော်အများကြီးသက်ဆိုင်နေပေါ့နော်မှာအဖြစ်နေပူထဲမှာပဲလှုပ်ရတဲ့သူတွေအတွက်ကြောင့် skin color က10 color ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုမျိုးကြောင့်မို့ဒီလိုကောင်တွေကကြတော့သူ့ကိုဒီ environmental ကနေအများကြီးသက်ဆိုင်တဲ့အတွက်ကြောင့်မို့သူ့ကို range of phenotype လို့ပြောထားတယ်ပေါ့နော် polygenics နဲ့ထိန်းထားတာဆိုလို့ရှိရင်လည်းဒါဖြစ်သွားနိုင်တယ်ပေါ့ဒီဘက်ကdiscontinuous variation ပြောင်းလဲမှုမရှိတဲ့ကောင်လေးတွေကကြတော့ဒီ black groups တွေပေါ့ black groups တွေဆိုတော့ဒီမှာရေးထားတဲ့အတိုင်းပဲ A B A B O ရှိတယ်လိုကောင်တွေက A B ဆိုတာကို dominant ဖြစ်သွားတာမျိုးပေါ့နော်မွေးလာတဲ့က A သွေးမွေးလာတဲ့သူကကြီးလာရင် B သွေးဒါမှမဟုတ် AB အဲ့လိုမပြောင်းသွားဘူးပေါ့